လာ啦ဟဲ့တို့တာမင်းညောက်ထဲတာဟဲ့ညောက်ထားအောင်မပါဘူးလားသူကဘယ်တော့လဲဟဲ့မင်းကပမာနေနေရတော့စီဝါရေးတွေရောအဆင်ပြေရလားဘာတွေလုပ်နေကြတော့နင်ဒီကိုအပီးပြန်လာလားလာလေရလားနင်ကလေးရောအသက်ပေါက်ရှိပြီတော့ နင့်မေးကုန်နေရလဲများလိုက်တာဟဲ့ဘာလဲနင်ငါ့ကိုတကောင်စင်းလာကောက်နေရလားဟမ် ငါရောက်မှလို့မတွေ့ရကြလို့လာတာပါဟဲ့နင်ကလည်းကက်ပြေးပါဦးငါမသိချင်တာ အမေနှစ်ဖက်တော့စားကြည့်နေ ဟောအေးဒါရောက်ငါနဲ့လူစားနေ ဒီ တော့ ကွာမယ်နော်နည်းနည်းပဲဆောင်း တီတီကျွန်းနဲ့ချမ်းဦးနော် ဒီမှာငါဒီကိုပြန်လာတာလေအလဲလာတာမဟုတ်အပီးပြန်လာတာသားလေးကလည်း3နှစ်ကျော်ပြီအဲ့ကောင်နဲ့လည်းကွဲသွားပြီဟေး ဟဲ့ကွဲသွားပြီပေါင်းလာပြသိမ့်မကြသေးဘူးဟဲ့ဘလို့ပြရတော့ အဲ့ကောင်ကြောင့်လေမပြောချင်ပါဘူးဟဲ့တကယ်ကိုအပူကောင်နော်ချမ်းမြဘဝသူနဲ့ယူတော့မှမချမ်းမြနိုင်တဲ့ဘဝရောက်သွားတယ်ဟဲ့ညို့လည်းငါပြောထားမယ်နော်အပြိုကြီးတကိုကြီးဘဝအကောင်ဆုံးပဲယောက်ျားကိုမယူနဲ့မကောင်း ငါကြားဘူးတာတော့ယောက်ျားယူရင်ကောင်းနေဆို ဟဲ့ကောင်းတဲ့ဘိုင်းကကောင်းတယ်မကောင်းတဲ့ဘိုင်းတွေကများနေလို့ညို့ငါတားနေတာတကယ်ကိုစိတ်ကုန်မှုကောင်းတာ ဒါကတော့ဟဲ့နင်ကယူပြီးသားဆိုတော့နင်ကတိမှာပေါ့ဒါမှမဟုတ်ငါမယူရသေးဘူးလေခဲ့ကောင်းမကောင်းငါယူကြည့်မှတိမှာပေါ့လေ ဩနင်ဒုက္ခရောက်မှာဆိုလို့ပြောနေတာ အချစ်အတွက်ပဲဟာလင်ယူပြီးမှဒုက္ခရောက်လေတန်ပါတယ်လို့ ဩတော်တော်ဖြစ်နေဟာ